ရှင်ဘဲတဝေထိုးနေလေကျမစောင့်နေတာကြာပြီပချိန်ပြန်လာမှလည်းပြောစမ်းဟယ်လိုမိမဒီနေ့ပြန်လာလို့မရဘူးငါကားနဲ့မကမဒီနေ့ကစုံရက်ကြီးဖြစ်နေတယ်ဘာတွေပြောနေတာလဲမတွေ့စုံနေကျမနားမလဲဘူးရှင်အိမ်ကိုသာမြန်မြန်ပြန်လာခဲ့ကျမစောင့်နေမယ်ညီမလေးကျဲစင်ရေအကိုကြီးမိမနဲ့အပြင်ခဏထွက်စကားပြောလိုက်မယ်နော်မကြဘူးနော်ခဏလေးမိမမသိဘူးလားမြဝတီကကြေညာသွားတာလေကားနံပါတ်မဆိုရင်မရက်မှာမောင်းစုံဆိုရင်စုံဆိုရက်မှာမောင်းမိမယောက်ျားကိုထောင်ကြအောင်မလုပ်နဲ့နော်တတင်းလေးပါလေးကြည့်ဟုတ်ပြီလား TikTok ပဲကြည့်မနေနဲ့ဟုတ်ပါပြီဒါဆိုရှင်ဒီညရုံးမှာပဲအိတ်လိုက်တော့ကျမညနေစာရှင်အတွက်ထဲ့မချက်တော့ဘူးနော်ရုံးကကောင်မတွေနဲ့လည်းဖင်ပုတ်ခေါင်းပုတ်လုပ်မနေနဲ့ဦးရှင်ကဖျားတရားလုပ်ရမယ့်အရွယ်ရောက်နေပြီကိုတိစိတ်ချပါမိမရာယောက်ျားကမိမကလွဲရင်ဘယ်မိန်းကလေးမှအနာကက်ခံတာမဟုတ်ဘူးဘာမှစိတ်မပူနဲ့တလားမနှက်ပြန်ရုံကိစ္စပြီးတာနဲ့ယောက်ျားအိမ်ကိုတန်းပြန်လာမယ်ဒါပဲနော်မိမကဲညီမလေးကျဲစင်ရေဒီညတော့ညီမလေးနဲ့အကိုကြီးအမုံဆွဲအမုံကြိတ်လို့ရပြီ